ရှင်ဖျား၃ပြောက်လို့၅ကွယ်6ရွာနဲ့လွယ်ရှင်မတိ၄ပြောက်တော့1နဲ့လွယ်10များတော့၄ကဆွဲပတိယိုလေးနဲ့ဖြစ်ပြပါတဲ့မတိလို့မိတာတော့မဟုတ်လားเนาะသိပေမဲ့လည်းပဲသူတစ်ပါးတွေသိစေချင်လို့မေးပုံရပါတယ်အဲ့တော့3ပြောက်လို့5ကွယ်ဆိုတာက3ဆိုတာကယတနာ3ပါးကိုပြောတာเนาะဖရာယတနာတရားယတနာတန်ခါယတနာယတနာ3ပါးပျောက်ပြီးတော့5ကွယ်ဆိုတာက5ပါးသီလကိုပြောတာเนาะသူသက်သက်ချင်းသူဥစ္စာခိုးချင်းသူတို့ဘာအိမ်ယာလွန်ကျူးချင်းเนาะမူသားစကားပြောဆိုချင်းအယတိစာတောက်စားချင်းเนาะအဲ့တော့တရဏဂုံလည်းမတည်တော့ဘူး5ပါးသီလလည်းပျောက်သွားပြီဆိုရင်6ရွာနဲ့လွယ်တဲ့เนาะ6ရွာဆိုတာကနတ်ပြည်6ထပ်ကိုပြောတာเนาะတရဏဂုံမတည်တဲ့ပုဂ္ဂိုလ်5ပါးသီလမမြဲတဲ့ပုဂ္ဂိုလ်နတ်ပြည်နဲ့လည်းပဲလွယ်နိုင်တယ်တဲ့ရှင်မတိ၄ပြောက်တော့ရှင်မတိဆိုတာကမဂ်ခင်၈ပါးကိုပြောတာเนาะတမာဒိဋ္ဌိမှန်ကန်သောအမြင်ပေါ့เนาะတမာသင်္ကပ္ပမှန်ကန်သောတွေးကြံမှုเนาะပြီးတော့တမာဝါစာမှန်ကန်ပြောဆိုမှုပြီးတော့တမာကမ္ပန္တမှန်ကန်သောအလုပ်ပေါ့เนาะတမာအာစီဝเนาะအတ္တမွေးဝမ်းကြောင်းစင်ကြယ်မှုတမာဝါရဲ့မှာမှန်ကန်သောလုံလဝိရိယစိုက်ထုတ်မှုတမာတတိမှန်ကန်သောအောက်မေ့တတိယမှုเนาะတမာတမာတိလို့ခေါ်တယ်မှန်ကန်သောတည်ကြည်မှုเนาะမဂ်ခင်၈ပါးကိုမသိဘူးဆိုရင်တဲ့เนาะ၄ပြောက်တော့ဆိုတာကသစ္စာ၄ပါးပျောက်တာကိုပြောတာเนาะဒုက္ခသစ္စာသမုဒယသစ္စာမဂ္ဂသစ္စာနိရောဓသစ္စာเนาะသစ္စာ၄ပါးပျောက်သွားပြီဆိုရင်1နဲ့လွယ်ဆိုတာနိဗ္ဗာန်နဲ့လွယ်မယ်တဲ့10များတော့၄ကဆွဲ10ဆိုတာကဒုစရိုက်10ပါเนาะကာယဒုစရိုက်3ပါဝစီဒုစရိုက်4ပါမနောဒုစရိုက်3ပါเนาะအဲ့ဒီဒုစရိုက်10ပါများလာပြီဆိုရင်4ကဆွဲဆိုတာ4ရွာကဆွဲပေါ့เนาะအပယ်4ပါးကိုကြာရောက်နိုင်တယ်ဆိုတာကိုပြောချင်တာပါအားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေเนาะ